ဒုတိယအချက်ကလို့အိတ်ဆက်ခြင်းဟာမှတ်ဉာဏ်ရဲ့အလုပ်ယုံဆိုတာကိုနားလည်ဖို့ပါကျွန်တော်တို့စာချက်နေတဲ့အချိန်မှာဦးနောက်က hippocampus လို့ခေါ်တဲ့နေရာလေးမှာတလင်းချက်လက်တွေကိုယာယီပဲတင်းထားပေးထားပါကွန်ပျူတာရဲ့ RAM နဲ့တူပါတယ်သင်အိတ်ဆက်လိုက်တဲ့အချိန်အထူးသဖြင့် deep sleep အစဉ်ကြာမှာထားအဲ့ဒီယာယီမှတ်ဉာဏ်တွေကို neocortex လို့ခေါ်တဲ့ရေရှည်မှတ်ဉာဏ်တိုးလောင်ခန်းတွေကိုကူးပြောင်းသိမ်းစီပေးတာဖြစ်ပါတယ်ဒီနေရာမှာကျောင်းသားတွေအလုပ်အမလားဆုံးအမားတစ်ခုရှိပါတယ်အဲ့ဒါကတော့ညဘက်စာချက်ပြီးတာနဲ့အရာပေါ်လွဲပြီးစာချက်ရတာပင်ပန်းသွားပြီးဖုန်းလေး9မိနစ်လောက်ပုတ်လိုက်အောင်မဲဆိုပြီး Facebook သုံးတာ TikTok ကြည့်တာမျိုးလုပ်တာပါပဲအဲ့ဒီလိုလုပ်လိုက်တဲ့အခါဖုန်းထဲကနေဝင်လာတဲ့အချက်လက်တစ်တွေအယောင်တွေတချင်းတွေကသင်အခုလေးတင်ချက်မှတ်ထားတဲ့စာတွေကိုဝင်ပြီးနေရာလုသွားပါတယ်ဦးနောက်ကဘဲရာကိုရေရှည်မှတ်ဉာဏ်နဲ့ပြောင်းရမလဲဝေခွဲမရthứcပြီးနောက်နေ့မှာစာတွေမေ့ကုန်တာပါဒါကြောင့် Golden Rule တစ်ခုမှတ်ထားပါစာချက်ပြီးတာနဲ့ဖုန်းလုံးဝမကြည့်ပါနဲ့ဦးနောက်ကိုအခြား information အသစ်တွေထပ်မထည့်ပါနဲ့စာချက်ပြီးတာနဲ့15မိနစ်အတွေ့ချက်အိပ်ဆက်လိုက်တာဟာသင်ချက်ထားတဲ့စာတွေကိုဦးနောက်ထဲမှာခိုင်မာကော်နဲ့ကတ်ထားတယ်လို့မှတ်မိနေစေမဲ့အကောင်းဆုံးသောနည်းလမ်းပါပဲ